သမီးလေးရက်လေစွန့်တို့အတွက်ဝီတို့ပြင်ဆင်ရအောင်ဝီတို့နဲ့ပြန်လိုက်ခဲ့နော် ကျွန်တော်လည်းရှင်နေခင်နေပတ်သက်ပြီးတော့လူမဖြစ်တဲ့နေဘူးဘာရ ခင်နှင်းတဲ့ကိုငမောင်မီးရှုလိုက်တဲ့နေ့တည်းစပြီးကျုပ်မတော့သေးဘူးပြဟုတ်လား အဲ့ဒါငါ့ကိုပြန်ပြောနေရ သွားမယ်ဘုံလိုက်တော့နော်ကမ်းပါနေရ အဲ့ကောင်နာမည်ငမောင်းနေကွာငမောင်းဒီဟဲ့ငမောင်းဆိုတာဟောဘာတူငမောင်းဆိုတာခင်းင်းနဲ့လူကြီးနဲ့သဘောတူထားတဲ့ကောင် 你肯定我说的米啊，我刚我带老你对了。 ငါသမီးလေးမီးလောင်တည်တဲ့ကိစ္စနေ့သားကြောင့်ဆိုတော့ငါတို့အကုန်သိပြီရွှေမိနေ့သားဘယ်တော့အောင်ပြေးနိုင်ဟမ်အေးမိတဲ့တနေ့ကြိုင်တော့ငါတို့အဆိုးမဆိုးနဲ့တပ်ပြင်ပါသွားမယ်ရောက် ကျုပ်ဒီမှာမနေကြတော့ဘူးဗျာကျုပ်ဒီမှာနေလေအခက်မခက်ရပဲစိတ်ချင်းရဲပြီးတော့တည်သွားလိမ့်မယ်နေရ မင်းကိုမျိုးတော့မပုတ်ဘူးရဲပြီတော့ပုတ်ပြီ မင်းပြီ